ပပြောက်သွားပြီလို့ကရုဏာနဲ့ရေးသားကြနှိုးဆော်ကြတတိပေးကြပါလေတကယ်တော့ပြိတ္တကြီးခင်ဗျာဒီလိုယုံမျိုးကြီးကိုကျွန်တော်တို့တွေအိမ်မက်မက်ခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါစက်တော်မများပျော်ခွင့်ရမယ်ဒီယုံမျိုးမှာကျွန်တော်စက်သမားတွေအနည်းတော့မကတ်နိုင်ခဲ့ကြပါဘူးကျွန်တော်ရဲ့ညီလေးတွေညီမလေးတွေဖြစ်တဲ့တပင်းရုပ်ရှင်ဂီတလောကပြီးတော့ရှိုးမောင်းများစွာရဲ့ပျော်ဆိုင်ရာဒီဇက်ခုံကြီးမှာကျွန်တော်တပင်းတွေဘေးချိန်လာရမလဲလို့ညှို့လေးတန်းတာရင်ကျွန်တော်တွေတဖြည်းဖြည်းနဲ့စည်ရနွမ်းပါတဲ့စက်ယုံအယိုးပြိုင်ပြိုင်အမိုးကိုင်းနဲ့မိုးရွာအစိုးနေပူအချောက်ကျိုးပေါက်နေတဲ့ဇက်ယုံကြီးတွေကိုကျွန်တော်တို့မနှက်ဖန်ဆိုတော့ကားပါတော့မယ်တပင်လောကမှာထင်ရှားခဲ့တဲ့ဘူဘူကြီးတွေကျွန်တော်တို့ရဲ့ဖခင်ကြီးတွေပြည်သူတွေကိုတင်ဆက်ရမှာကဘာပြိတ္တတွေလာကြည့်အောင်ကိုတင်ဆက်နိုင်ခဲ့ပါတန်ယုံကတန်ယုံနေတောင်ဝန်ထမ်းတွေအမှုထမ်းတွေအရာရှိကြီးတွေအဲ့ဒီရွှေမန်းပွဲကြီးတွေ great ဖိုးစင်ပွဲကြီးတွေကိုလာကြည့်လောက်အောင်စက်တမင်ကတအားတိုးတက်ခဲ့ပါကျွန်တော်သားလေးတွေကျွန်တော်တူလေးတွေသူတို့လက်ထက်မှာကျွန်တော်တို့ကိုမိုးတို့ဘဝထီနေပြောင်မထုတ်အောင်စောင့်နိုင်ခဲ့တဲ့ဇက်ယုံကြီးတွေမှာကျွန်တော်ပြိတ္တတွေကြည့်ခဲ့ကြပါတယ်နော်အဲ့လိုမျိုးကျွန်တော်တွေတစ်သက်မတွေ့တော့ဘာကြောင့်မတွေ့လဲညီလေးတို့သိလားဘာကြောင့်မတွေ့ရပါလဲဆိုတော့ပွဲတစ်ပွဲဖြစ်ဖို့ရာအတွက်ပေးဆက်ရတာလေပေးဆက်ရတာလေကျွန်တော်တို့အခွန်တော်တွေပေါ့ခင်ဗျာအဲ့ဒီအခွန်တော်တွေပေးဆက်ရတဲ့အခွန်တော်တွေပွဲခွန်တော်တွေမြေခွန်တော်တွေဇက်ယုံရဲ့အခွန်တွေဝတ်ဆောင်တဲ့ကန်ထရိုက်ကနောက်ဆုံးဖြူကပြားကကြပြီးစက်သမားတွေအတွက်ကကြတော့ကျိုးပေါက်နေတဲ့နှင်းကြမိုးရွာဂျုံစုပ်ကြီးတွေမှာကရတယ်ဘွားကိုတဖြည်းဖြည်းနဲ့ရောက်ခဲ့ရတယ်ကျွန်တော်သားလေးတွေကျွန်တော်ရဲ့သမီးလေးတွေကျွန်တော်တို့ရဲ့ရွှေတပင်အဖွဲ့တွေဟာဒီလိုယုံမျိုးမှာကဖို့ရအတွက်ကျွန်တော်တို့တိတ်ပျော်ကြတာဟောဒီကျွန်တော်ညီလေးဆိုရင်အယူအမှုသူတီထွန်းတဲ့စက်တင်ခန်းသားကြီးတွေနဲ့သူတီထွန်းတဲ့စီမံခန့်ခွဲမှုတွေနဲ့စက်တပင်ကြီးကတဲ့ခါမှာငါတို့ကြည့်ကြပါမလားစတေရှူလောက်ချစ်ပါမလားကျွန်တော်ရဲ့ရုပ်ရှင်မင်းသားလေးမင်းသမီးလေးတွေလောက်ငါတို့အားပေးပါမလားလို့ကျွန်တော်ရင်းနဲ့ထက်ထိတ်နဲ့ကြည်ခွေးခံကြတာအခုယုံပြမှာကြည့်လိုက်ပါမင်းမောင်နဲ့ကားပေါင်းများစွာနဲ့လူတန်းပေါင်းများစွာလာကြည့်တာတွေဒီပွဲဟာကျွန်တော်တို့အောင်ပွဲပါဗျာညီတာတို့ရင်အခုဆိုရင်ငါတို့ရဲ့ယုံမှာရှိတဲ့အမှုတော်တန်းကြီးငါတို့ပေါ်မှာစေနာထားကြတယ်အခွန်ကြီးတယ်ဆိုတာကသူတို့နဲ့မဆိုင်ဘူးသက်ဆိုင်ရာဌာနတွေနဲ့ဆိုင်ပါတယ်ဟုတ်ပါတယ်နော်ခင်ဗျာလူကြီးများကိုလည်းအသနာခံပါတယ်ယဉ်ကျေးမှုဝန်ကြီးရဲ့လက်အောက်မှာရှိတဲ့ကျွန်တော်တို့ဇက်တပင်များကိုယဉ်ကျေးမှုဝန်ကြီးကမြစ်တာနဲ့ထွေးပွေပြီးငါတို့ဇက်ယုံကြီးမှာငါတို့မှတပါးဆိုတာမျိုးမဟုတ်ဘဲနဲ့ဇက်သမားတွေလည်းလာကြကကြဆန်းလို့ကြိုးပေးပါခင်ဗျာဤကဲ့သို့သာကြိုပေးမယ်ဆိုရင်ကိုမိုးဝင်းကိုနန်းဝင်းကိုသိန်းစောကိုချမ်းသာကျွန်တော်ရဲ့တားတူလေးများဟာတစ်နှစ်မှာတစ်ကြိမ်ပြည်သူနှလုံးသားမှာရွှေမင်းသားများဤတပင်ပွဲတော်ဆိုတဲ့ခေါင်းစည်းကြီးနဲ့တစ်တိုင်းတစ်တိုင်းကောက်ဖို့ရတယ်ဖြစ်လာမှာလားဟုတ်လားဗျာကျွန်တော်ဇသမပြန်ရင်မှတ်သားစရာကြံရရမယ်ဆိုရက်ဂရိတ်ဥပုစင်ကြီးရဲ့စကားပဲဖြစ်ပါတယ်ဒါကြောင့်အားလုံးတွေကျွန်တော်တို့မေတ္တာထားပြီးဖြေပြတင်ဆက်ရတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့မှာမာယွင်ချက်လေးတွေရှိခဲ့ရင်လိုအပ်ချက်လေးတွေသိခံခွင့်လွှတ်ပါအောင်ခင်ဗျာဒီဖြင့်ကျွန်တော်ဒီပွဲတော်ကိုကျွန်တော်တနိုင်ဆုံးကြိုးစားပါတယ်ခင်ဗျာဒါပေမဲ့လည်းကျွန်တော်အားမရပါဘူးကျွန်တော်တို့ team မှာကျွန်တော်နောက်တန်းကဘောလုံးပွဲလို့ပြောရမယ်ဆိုကိုရီဘာမရှိဘူးခင်ဗျအဲ့ဒါကဘာလဲဆိုတော့ vaccine ဖြစ်ပါတယ် cyclorama ကိုပြစ်မဲ့ projector ကအခုတည်းကကျွန်တော်နိုင်ငံမှာမရှိဘူးဖြစ်နေပါတယ်ကျွန်တော်အဲ့တော့တနိုင်ဆုံးဒီပွဲတော်မှာရမယ်လို့ပြောပါတယ်လူမန်6200ရှိတဲ့ projector ကိုရမယ်ဆိုတော့ကျွန်တော်အရန်ပျော်ပါတယ်အဲ့ဒါကျွန်တော် ultra short throw မဖြစ်မှာနော်ရရလားဆိုရတယ်လို့ပြောပါတယ်ပြီးလဲပြီးရောကျွန်တော်တို့ဇက်တက်တဲ့အချိန်မှာကြည့်လိုက်တော့ short throw မဟုတ်ပါဘူးခင်ဗျာ
အဲ့တော့ကျွန်တော်တို့ဇက်တပင်ပြလို့မရပါဘူးအဲ့ဒါနဲ့ပဲကျွန်တော်အတက်နိုင်ဆုံးမရမကကျွန်တော်တိထားတဲ့ ID တွေကနေပြီးတော့ thank you အတင်းသွားရှာပြီးဝယ်ခိုင်းရပါတယ်နောက်ဆုံးဤပညာပဲဖြစ်ပါတယ်အဲ့ဒီ thank you ကိုသာဝယ်လာခဲ့တော့မရမကရှာဆိုဝယ်လာတော့မှအဲ့ဒီလောက်လေးရအောင်ထိုးနိုင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်သိတာတော့ projector ကတော့ thank you ပါပဲဒါပေမဲ့လည်းကျွန်တော်တို့များတကယ်လို့ theater တွေမှာအဲ့လိုထိုးတဲ့ projector တွေများပေးနိုင်ရင်ကျွန်တော်တို့နောက်ကဂိုးပေါက်ကြီးကလုံးနေမှာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့ဂိုးပေါက်ကဂိုးရီပါမရှိဘူးခင်ဗျကျွန်တော်တို့တိုက်ဆက်မှုတွေရှိပါတယ်ကျွန်တော်တို့အဖွဲ့အင်အားတွေရှိပါတယ်ရင်းမှုရေးဌာနကျွန်တော်တို့အနုပညာဦးစီးဌာနရင်းမှုတက္ကသိုလ်အားလုံးပေါင်းစုပြီးဖြောပြတင်ဆက်တဲ့ပွဲပါပြီးတော့ရုပ်ရှင်အနုပညာတွေညီကိုတွေအားလုံးစုပေါင်းပြီးတော့ပျော်ရွှင်ခြင်းဥစွာကျွန်တော်တို့ရဲ့တပင်ကိုမြင့်တင်တဲ့ပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ဒီမှာလည်းအကြောင်းမျိုးကြောင့်မပါဝင်နိုင်ခဲ့ပုံကိုယ်တွေရှိပါတယ်ဒါကလည်းကျွန်တော်အပြစ်ပြောကြပါတယ်မခေါ်ဘူးဆိုတော့ကျွန်တော်အားလုံးစုခေါ်လိုက်အခုကိုတော်တော်ကိုယုံနေပါလိတော်တော်ကိုပြည့်နေတာပါခင်ဗျာနော်အားလုံးကိုခေါ်ချင်ပါတယ်ဒါပေမဲ့လည်းအကြောင်းမျိုးကြောင့်မပါတဲ့လူတွေရှိပါတယ်ဒါကလည်းအကြောင်းကိစ္စလေးတွေရှိမှာပါကျွန်တော်ခေါ်ချင်ပါတယ်ကိုကြီးကိုသိန်းစောတို့ကိုနန်းဝင်းတို့လည်းကိုကြီးကတဆင့်ခေါ်ပါတယ်သူတို့လည်းအလုပ်တွေရှိနေသေးလို့အဲ့ဒါနဲ့သူတို့မပါဝင်ဖြစ်ခဲ့ပါဘူးညီလေးမဖိုးချစ်ဆိုလို့ရှိရင်လည်းသူကျွန်တော်တို့ ਨੇ ပြောတဲ့အချိန်မှာသူအလုပ်လေးတွေရှိပါတယ်အဲ့ဒါကြောင့်ဒီလိုအားနာတယ်ဒီလိုမပေးနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါညီလေးပါရင်တော့အရန်ကိုဝမ်းသာစရာကောင်းမှာပါเนาะကျွန်တော်ပို့ပြီးပြည့်မှာပေါ့ဗျာဒါပေမဲ့လည်းဒါကိုကျွန်တော်တို့ကအားလုံးပါဝင်တဲ့သူတွေအားလုံးမပါဝင်တဲ့လူတွေလည်းတချို့ကျွန်တော်ကိုစိတ်မဆိုးကြပါနဲ့ကျွန်တော်တို့ကိုစိတ်မဆိုးပါနဲ့ကျွန်တော်တို့နောက်ထပ်ဒီလိုကိုချမ်းသာပြောသလိုကျွန်တော်တို့အားလုံးစွတ်စွတ်ပေါင်းပေါင်းနဲ့ဖြောပြတင်ဆက်မပွေးလို့မှာမင်းရောပါမလားပါမယ်မင်းရောပါမှာပါ ကောင်းဟုတ်ဗျာရပါမယ်ပါမှာပေါ့ ဟယ်လိုပါမလားအမလာပါအောင်မခေါ်ပြီးမလာပါအောင်တို့မင်းသမီးလေးတွေခေါ်အောင်လေကူချမ်းခေါ်ပြီးပါအောင်လာပါကုန်ထွက်ပါအောင်လားကဲဒီတစ်ခါတော့အကုန်လုံးစုံပြီးတော့နောက်မှာတစ်ခါလဲပြိတ္တကြီးကိုဂါရဝပြုအောင်ခင်ဗျာတမီးလေးကစားပြီးတော့ဂါရဝလေးနဲ့တစင်ပြီးစင်မိုက်ကလေးလွှဲပြီးတော့နှုတ်ဆက်ရအောင်တို့ပြိတ္တတွေကိုနှုတ်ဆက်ပြီးဆိုတဲ့အချိန်ရောက်ပါပြီနော်အခုလိုမျိုးပြည့်သက်ကြီးနဲ့တွေ့ရပြီးတော့ဒီမှာ Great ဥဖို့စိန်ပွဲမှာလာရောက်ပြီးတော့ကောက်ခွင့်ရတဲ့အတွက်အရန်နဲ့ဝမ်းသာမိပါတယ်ပြည့်သက်ကြီးအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်โอเคအခုလို့တပည့်အုပ်ဆောင်ကြီးရဲ့ပွဲမှာကျွန်တော်အချိန်ပိုင်းလေးအဖြစ်ပါဝင်ခွင့်ရတဲ့အတွက်အများကြီးလည်းဝမ်းသာပါတယ်ကျွန်တော်တို့30ရက်နေ့မှာလဲကျွန်တော်တို့ရဲ့ရုပ်ရှင်စည်းဝါးနေပြီးတော့ရခိုင်ပြည်သူများအတွက်ရန်ပုံငွေပွဲကိုလည်းဒီယုံကြီးမှာပဲကပြအောင်ပါပါအဲ့ဒီငွေတွေကိုလည်းတရက်နေ့မှာကျွန်တော်တို့တိုက်ရိုက်ဒုက္ခတွေလည်းထဲကိုရောက်အောင်သွားလူအောင်ပါပါအဲ့ဒီပွဲကိုလည်းတစ်ခဲနဲ့လာပြီးအားပေးကြပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်တပြားတို့ရဲ့ဒီပပကိုဂုဏ်ပြုတဲ့ပွဲလေးကိုလာပြီးအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တပြားတို့ကသပင်ပညာရှင်တွေတော့မကတတ်ပါဘူးကိုတက်ဆွမ်းတဲ့ပညာလေးနဲ့ဂုဏ်ပြုခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်အမှားလေးတွေပိုင်းနဲ့ခွင့်လွှတ်ပေးပါလို့တောင်းပန်ချင်ပါတယ်ရှင်မင်္ဂလာပါရှင်ဘဘကြီးဥဖို့စိန်ရဲ့230ပြည့်ပွဲမှာသမီးတို့တက်ကျွန်းတဲ့အနုပညာလေးနဲ့တရောက်တနေရာကပါဝင်ကပြခွင့်ရတဲ့အတွက်အင်မတန်မှကျင်းနေမိပါတယ်။အားရောက်ကြည့်ရှုအားပေးကြတဲ့ပြည်သက်များအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့သမီးစနေလာဝင်ကဆုတောင်းပေးပါရှင်။မင်္ဂလာပါရှင်။သမီးခုလို Great ဘုဆင်ရဲ့ပွဲမှာခုလိုကပြတဲ့အတွက်အရင်လဲဝမ်းသာမိပါတယ်။နောက်လဲသမီးအနုပညာလုပ်ကိုဆက်လက်ပြီးကြိုးစားသွားအောင်ပါမယ်။ချစ်တဲ့ပရိသတ်ကြီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့သမီးနေကြီးကဆုမွန်ကောင်းများတောင်းပေးခဲ့ပါရစေရှင်။မင်္ဂလာပါရှင်။တို့ရတချင်းပဲဆိုရတာပါ
အခုမြန်မာတန်ဆိုရတာတွေကတာတွေတခါမှနှိမ့်မလုပ်ဘူးပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ပရိသတ်ကြီးကအမားရင်ပါလို့ရှင်ခွင့်လွှတ်ပြီးတော့ကြည့်ရှုပေးပါလို့ပြောကြားချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်လောလောလတ်လတ်တော့သမီးကလေးလေးတို့ရဲ့မျိုးဆက်သစ်ဖြစ်နေပါတယ်တပင်ရဲ့ပေါ့နော်တပင်ထဲမှာဆိုရင်မောင်လေးတွေနဲ့အခုအကိုတွေနဲ့အထူးလို့ဦးလေးတွေနဲ့အခုလို့ဇက်ယုံကြီးကိုကကျင်တာလဲအရန်ကိုကကျင်တာပါတင်စားတို့ခရီးတွေသွားတယ်နယ်တွေသွားလို့ရှိရင်တကယ်ကိုစင်စင်ရဲရဲနဲ့နေရပါတယ်အားလုံးကအဲ့အတွက်ရှင်ထဲမှာလည်းခုလိုမျိုးဇက်ယုံကြီးမှာကပြဖြော်ပြရတဲ့အတွက်လည်းအင်မတန်မှလည်းဝမ်းသာပါတယ်အထူးသဖြင့်တင်စားဟောဒီတပင်မျိုးဆက်တစ်တယောက်ဖြစ်တဲ့ဟောဒီဇက်ခုံကြီးပေါ်မှာနယ်မှာရှိတဲ့ဇက်ခုံတွေပေါ်မှာလည်းတပင်မျိုးဆက်တင်စားရဲ့အဖိုးဦးစိန်မတရဲ့မြီးနော်အဖေဦးမိုးဝင်းရဲ့သမီးဟောဒီကဦးမိုးမင်းရဲ့ဒူမမောင်လေးတွေရဲ့အမဖြစ်ရတဲ့အတွက်တပင်မျိုးဆက်တစ်တယောက်ဖြစ်ရတဲ့အတွက်တင်စားတော့ဂုဏ်ယူပါတယ်ရှင်တင်စားတို့အတက်နိုင်ဆုံးလဲမောင်နှမတွေအားလုံးလည်းအမြဲတမ်းလဲဦးလေးတွေအဖေတွေကိုအမြဲတမ်းလဲဦးထိတ်ထားပါတယ်အမားတွေရှိရင်လည်းပြိတ္တများအားလုံးကခွင့်လွှတ်ပေးပါရှင်လိုအပ်ချက်တွေရှိရင်လည်းတင်စားတို့နောက်ထပ်ဒီထက်ပို့ပြီးစူးစမ်းပါမယ်လို့ကတိပေးပါတယ်ရှင်မင်္ဂလာပါရှင်သမီးအခုလို့ဂရေဦးဖို့စိန်ရဲ့130ကြီးအမတ်တရပွဲမှာဖြောပြခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာမိပါတယ်။သမီးအလုပ်ပွဲကြီးတွေကိုဖြောကရင်ရတာကသမီးအနေနဲ့ပထမဆုံးအကြိမ်ပါအမတ်တရလည်းဖြစ်ပါတယ်ရှင်။အရန်လည်းပြောပါတယ်ပရိသတ်ကြီးဆန္ဒနဲ့ဘဝတစ်ချက်တည်းကြပါစေလို့သမီးဤတန်ကဆုတောင်းမေတ္တာပို့ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။မလင်းကရုပ်ရှင်လောကတွေကဆိုပေမဲ့ဟိုးငယ်ငယ်လေးတွေကတပင်ကိုပေါ့နော်အရန်ကိုတန်မိုးထားပြီးတော့အားပေးခဲ့တဲ့ပရိသတ်တယောက်ပါအခုဆိုရင်ပေါ့နော်မလင်းအားပေးခဲ့တဲ့မင်းသားတွေနဲ့တွဲပြီးတော့အခုလိုမလင်းရဲ့မတက်တက်ပညာလေးနဲ့ပေါ့နော်ဘဘရဲ့ဒီ130ပြည့်ဂုဏ်ပြုပွဲမှာပါဝင်ခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်အရှင်နေနော်ကျွန်တော်အကိုကြီးအရှင်သာနော်ကျွန်တော်အကိုကျွန်တော်ဆရာပါပဲကိုမိုးမင်းမှာဒီပွဲကြီးကိုနော်အားလုံးအဖက်ဖက်မှာနော်အရှင်ပြေအောင်နော်မိတွေစက်တင်တွေဖြော်ပြီးပိုင်းနေရစားဦးစီးခဲ့ရပါအထူးပဲကျေးဇူးတင်ပါတယ်ကိုလေးနော်ညီလေးတို့နော်အားလုံးပဲအရှင်ကနေနော်ကျေးဇူးတင်စကားတွေပြောသွားတယ်ဆိုတော့ကျွန်တော်ပြောစရာမရှိအောင်ကိုပဲအရင်ပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နည်းနည်းဟိုကျေးဇူးတင်စကားလေးကျွန်တော်ကြံတာကတော့ကျွန်တော်အကူအညီပေးခဲ့တဲ့ရုပ်ရှင်တက်ပညာရှင်တွေကဒီပြင်တော့ဒါရိုက်တာအက်ဒီတာတယောက်တည်းဂျိုးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောပြစီသူရဲ့ editing ပြီးတော့ကျွန်တော်တငယ်ချင်းတူဖြစ်တဲ့ editor ဆိုဟန်ဒါရုပ်ရှင်ဘက်နဲ့ပတ်သက်နေပါပြီ computer editing နေဖြစ်ပါတယ်သူတို့ရဲ့အကူအညီလေးရရှိပါတယ်ပြီးတော့ဝိုင်းတော်သားဖို့တကြံပြီးတော့ကိုဆိုအကုန်လုံးဖွဲ့သူဖွဲ့သားတွေကကျွန်တော်အားလုံးအရန်ကိုကျေးဇူးတင်ပါတယ်ဗျာနော်ကျွန်တော်ပြိုင်တူတွန်းခဲ့ကြတာလေကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သက်ကြီးကိုကျွန်တော်မသိချင်သေးတာဗျာနော်ကျွန်တော်ကဲဒါပေမဲ့ပြည်သက်ကြီးတို့ဆက်ပြစီနော်ကျွန်တော်နောက်ထပ်တစ်ပွဲစုံကျင်ပါသေးတယ်ခင်ဗျာ